တကားခောက်တန်ကြားလိုက်ရသဖြင့်ဥပမြင့်ကသတင်းစာဖတ်နေရမှထောက်ဖွင့်ပေးလိုက်သည်စာခမဥပမြင့်ကမတ်ပုံတင်စာကိုလက်မှတ်ထိုးပြီးလက်ခံလိုက်သည်စာအိမ်မျက်နှာဖုံးတင်တွေးလိုက်ရသည်ကဘိုးဘွားရိပ်သာအထိမ်းမှန်နဲ့ဘိုးဘွားများပုံစာအိမ်နောက်ကျော်တွင်ရေးထားသည်ကအဖေနှင့်အမေအတွက်ကားလက်မှတ်အထဲတွင်ပါသည်ဆိုသည့်စာတို့လေချောင်းဆိုးတန်နောက်မှာအဖွားအိုတယောက်အခန်းထဲကထွက်လာသည်ကိုပါမြင့်ဘာလဲဘာတူလဲအော်မင်းသားစီယာစာဘာလဲလဲကျမတို့မြေးရပြီတလားတို့ကိုဘိုးဘွားရိပ်သာပို့တော့မယ်ထင်တယ်စာထဲမှာဘာရေးထားလို့လဲဖတ်ကြည့်ပါအောင်ဥပမြင့်ကစာအိတ်ကိုဖွင့်လိုက်ပြီးအထဲမှာဆွဲထုတ်လိုက်ရာပိုစကတ်တစ်ခုထွက်လာသည်ပိုစကတ်ရဲ့နောက်ကျောတွင်ရေးထားသည်မှာအဖေနဲ့အမေအိမ်ပြောင်းမှုစီစဉ်ပြီးသားစီကိုအမြန်ဆုံးလိုက်လာပါဥပမြင့်လက်ထဲမှာပိုစကတ်လေးလွတ်ကျသွားသည်ကိုပါမြင့်ဘာဖြစ်လို့လဲကျမကိုပြစမ်းမအောင်မင်းသားကအိမ်ရောက်လိုက်ပြီးအိုးလှုပ်ရက်လိုက်တာကျမတို့ကိုနောက်ဆုံးတော့ချီးကျူးဆက်လိုက်တာပေါ့သူ့ကိုဆရာဝန်ကြီးဖြစ်အောင်လှုပ်ပေးခဲ့တာနိုင်ငံသားတွေလှုပ်ခဲ့တာယာဒူးကြီးကြီးရအောင်လှုပ်ပေးခဲ့တာချီးကျူးဆက်လိုက်တာပေါ့ကျမဒီအိမ်ကိုစွန့်ပြီးမထွက်နိုင်ဘူးဘာလဲအိမ်ကထွက်ပြီးဘိုးဘွားရိပ်သာမှာသွားနေရမယ်တဲ့လားရက်ဆက်လိုက်တာသားရဲ့ဇနီးဖြစ်သူကပိုစကတ်လေးကိုကောက်ကြည့်ပြီးမျက်ရည်တွေကျနေသည်တကားဖွင့်ပေးလိုက်ရာဘေးအိမ်မှာအဖွားတော်ချစ်အေးဖြစ်နေသည်မမချက်ပါလားလာလေမင်းတို့သားငါစီကိုဖုန်းဆက်တယ်မင်းတို့ဖုန်းမကင်လို့တဲ့ဘာဖြစ်နေတယ်လဲတွားကြည့်ပေးပါဆိုလို့လာကြည့်တာဖုန်းနဲ့မကြောက်ဘူးလားဖုန်းကအခန်းထဲမှာဘာလဲကျမတို့သားစီကဟုတ်လားမမချက်ရေညိုတို့တော့ဖုံဖြောက်ပြီးတားကဒီအိမ်ကိုရောင်းလိုက်ပြီးတယ်ရှင်ဘိုးဘွားရိပ်တာကိုကျမတို့ပို့တော့မယ်တဲ့အိုးတားကဒီလိုလုပ်မတဲ့လားမဖြစ်နိုင်ပါဘူးညိုရဲ့ဒီမှာမမချက်ကျမတို့သွားရမယ်ဘိုးဘွားရိပ်တာဒေါ်ညိုထွေးကပိုစကတ်ကိုလမ်းပေးလိုက်သည်စာရီဘာရီတိတိကျကျရေးမထားဘူးလားဖုံးဆက်ပြီးမေးစမ်းပါအောင်သူ့ကိုစကားပြောညင်စိမ်မရှိတော့မမချီရဲ့ကျမတို့ကိုနောက်ဆုံးတော့ဘိုးဘွားရိပ်သာပို့ပြီးပေါ့ဒါကြောင့်ညို့ကိုပြောတာမွေးစားသားဆိုတော့ဘလို့လုပ်ပြီးတန်အောင်စင်ရှိမှာလဲနော်ဟုတ်တယ်မွေးစားသားနောက်ဆုံးတော့စီးစိမ်ပြောအောင်သူ့ဘဝကိုတွန်းတင်ပေးခဲ့တဲ့မိဘတွေကိုဘိုးဘွားရိပ်သာပို့ပြီးကျေးဇူးဆက်လိုက်တာလေညိုနဲ့ကိုပါမြင့်တို့စိတ်မပြတ်နဲ့သူအိမ်ရောင်းလိုက်ရင်လည်းဘာဖြစ်သေးလဲကျမနဲ့လာနေကျမလည်းတယောက်တည်းပဲဟာဒါနဲ့နေပါအောင်သူကအိမ်ရောင်းခွင့်ရှိလားရောင်းပိုင်ခွင့်ရှိလားပြီးခဲ့တဲ့လကပဲသူအရေးတကြီးငွေလိုတယ်ဆိုလို့အိမ်နဲ့ပတ်သက်တာတွေအားလုံးပေးလိုက်တယ်စာချုပ်မှာလည်းလက်မှတ်တွေပါထိုးပေးလိုက်တယ်အိမ်ပိုင်ဆိုင်မှုအားလုံးကိုသူ့ကိုလွှဲပြောင်းပေးလိုက်မိတယ်အဲ့ဒါပေါ့တာသမီယုံစုံလုံးကန်းနဲ့မမချစ်ရဲ့ကျမတို့လင်ပြာအသက်တွေလည်းကြီးပြီးအသက်တွေကြီးမှဘိုးဘွားရိပ်သာရောက်ရတော့မယ်ဒေါ်ချီအေးနဲ့ဒေါ်ညိုထွေးတို့နှစ်ယောက်ထက်ငိုကြသည်သူကကျွန်တော်တို့ကိုကားလက်မှတ်ပါပို့လိုက်တယ်ဘယ်နည်းထွက်ပေးရမှာလဲကားလက်မှတ်ကဘယ်မှာလဲစာအိတ်ထဲမှာထုတ်တော့မကြည့်ရသေးဘူးဒေါ်ချီအေးကစာအိတ်ကိုကောက်ယူပြီးကားလက်မှတ်ကိုဆွဲထုတ်လိုက်သည်ဟဲ့ညို့ဒီမှာဓာတ်ပုံနဲ့စာတစ်စောင်းဓာတ်ပုံလေးကနှစ်ထပ်တိုက်လှလှလေးပုံဖြစ်သည်ဓာတ်ပုံနောက်တွင်ဖေဖေနဲ့မမေအကျွဲဟဲ့စာဖတ်စမ်းမအောင်ဖေဖေနဲ့မမေတာဖေဖေနဲ့မမေတို့အိမ်ကြီးကိုရောင်းပြီးတော့ဘိုးဘွားရိပ်သာကိုလှူလိုက်တယ်ဖေဖေနဲ့မမေကိုမတိုင်ပင်မိတာခွင့်လွတ်ပါတိုင်ပင်လဲဖေဖေနဲ့မမေကခွင့်ပြုမှာမထင်လို့ပါတာကအခုဆိုပြည်စုံနေပါပြီဓာတ်ပုံထဲမှာပါတဲ့တိုက်ကဖေဖေနဲ့မမေနေဖို့တားဆောက်ထားတာပါညနေချင်းဆိုင်တိုက်မှာကတာနဲ့မမေချွေမတို့နေတယ်လေမမေတို့ကအသက်ကြီးပြီလေတာတို့ကအနီးကပ်ပြုစုစောင့်ရှောက်ချင်တာပေါ့ခုတော့အဝေးကနေနေတိုင်းစိတ်မချဖြစ်နေရတာဖေဖေတို့လိုချင်တဲ့ပစ္စည်းတွေကိုပုံထားခဲ့ပါတာကားနဲ့လာတိုက်ခိုင်းလိုက်မယ်ဖေဖေနဲ့မမေလူကြီးတက်တက်ပဲကားနဲ့လိုက်ခဲ့ပါတာကားကကနေလာစောင့်နေမယ်တာကဆေးရုံကခွင့်မရလို့ကိုယ်တိုင်လာမချူနိုင်တော့ခွင့်လွှတ်ပေးပါနော်ဖေဖေနဲ့မမေချွေမကလည်းတိတ်တွေ့ချင်နေပြီတဲ့တာကြော်လွယ်ဘာလဲကိုပါမြင်လူမိုက်ကဘာတွေရေးထားရလဲယော့ဖတ်ကြည့်တော့စာကိုအဖွားအိုနှစ်ဦးခေါင်းချင်းဆိုင်ဖတ်နေကြသည်ကျမပြောသားပဲတားကဒီလိုမဟုတ်ပါဘူးလို့တားရဲ့
ဖေဖေတို့ကိုဘိုးဘွားရိတ်တာလူမယ်ဆိုတာပုံမလင်းလင်းပြောရောပေါ့ပြောတော့ရှင်ခွင့်ပြုမှာမို့လားအေးအင်ကြီးကအိုနေပြီဆိုပေမဲ့တန်ရောစင်ကတော့ဖျက်ဖို့ခက်တယ်ဟာကောင်းပါလေလေဒီလိုမှမဖျက်ရင်ပြတ်မှာမဟုတ်ဘူးဒါဆိုရင်သားစီကိုလိုက်သွားတော့မယ်ပေါ့တို့မှာဗာများရွေးချယ်ခွင့်ရှိတော့လို့လေသားကိုတစ်သက်လုံးယုံကြည်ခဲ့ပြီးမှဘာဖြစ်လို့ဆက်ပြီးမယုံကြည်ရတော့မှလဲဟုတ်တယ်ကျမတို့မှရွေးချယ်စရာမရှိတော့ကိုဘာမြင့်နဲ့ညိုတို့ရဲ့ကန်ကောင်းလိုက်တာကွယ်မမချစ်ပြောတဲ့အတိုင်းဖြစ်ပါစေရှင်ဒါကတော့စာရေးဆရာတင်ညွန့်ရဲ့မွေးစားသားဆိုတဲ့ဝတ္ထုတိုလေးကိုကောင်းတော့ဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနားဆင်သူစာချစ်သူအပေါင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ